နောက်ကထည့်ရင်အဆင်ပြေမယ် okay smoke လေးယူလာတယ် smoke နဲ့ချဲလိုက်မယ်ချဲပြီးတော့ကျွန်တော်ဘာလုပ်မလဲအမဲဆိုတော့ကျွန်တော် screen ခဏယူလိုက်မယ် screen လေးယူပြီးတော့ screen ယူပြီးနည်းနည်းတိတ်ပြီးမပေါ်သေးဘူးထင်ရင် control L နှိပ်ပြီးတော့ကျွန်တော်ဒီမှာအမဲနေရာနဲ့ပိုထင်းထင်းလေးမြင်သွားအောင်ပေါ့နော်အဖြူဆိုလည်းအဖြူပေါ့ဒါလားဆိုဒါဆို band wide ဒါလားဆိုတော့ dot wide okay ပြီးမှကျွန်တော်မလိုအပ်တာကိုဖြတ်မယ်ပြီးနောက်တစ်ခုဒီကောင်လေးယူမယ်နောက်တစ်ခုအဲ့ဒါစောစောအတိုင်းပဲဒီကောင်တော့နည်းနည်းကျင်းတာချုံလာတော့ကျွန်တော် comment to smart object လို့တာကောင်းပါတယ် okay နောက်ပြီးတော့ screen ပြန်ပြောင်းလိုက်မယ်စောစောအတိုင်းပဲပြီးရင်ကျွန်တော်ဒီဘက် down လောက်လဲကျွန်တော်ထည့်မယ်okay ဒီနေရာတွေမှာမြင်လာမယ်ဒီမှာဒီနေရာတွေမှာနည်းနည်းလေးလိုအပ်နေသေးတယ်အမဲတွေမပြောက်သေးဘူးဖြစ်နေအဲ့တော့ကျွန်တော်ဒီမှာဒီဘက်လေးနည်းနည်းစားလိုက်ရင်အမဲတွေပြောက်သွားပြီ okay ဆိုတော့ဒီကောင်ကဒီအောက်ထဲမှာဝင်ကောင်းမလားဒီကောင်လေးအပေါ်ပဲထားလိုက်မယ်နော်ဒီကောင်လေးအပေါ်ပဲထားလိုက်ပြီးတော့ကျွန်တော်ဒီကောင်တော့နည်းနည်းလေးပဲကျွန်တော်ယူတော့မယ် mask အောက်လိုက်မယ်ဒီကောင်ဟုတ်ပြီးတော့ကျွန်တော် background အမဲနဲ့နော် x နဲ့လည်းပြောင်းလို့ရပါတယ်ဒါဒီနားမလိုချင်တော့ဘူးနော်နည်းနည်းလေးဖြတ်လိုက်မယ်အောက်စီနည်းနည်းလေး short လိုက်okay ပြီးကျွန်တော်တို့ album နေမှာပါတဲ့ text နော် album အခွေခက်ကပါနော်အောင်လေးကိုsorry text png လေးနော်အားလေးယူလာမယ်မထည့်လိုက်မယ် comment smart object လာလိုက်မယ်ပြန်လိုက်စီ text 7 logo ပေါ့နော်ဒါလေးကိုတော့ဒီဘက်ထောင်မှာထားလိုက်မယ်ဒါကိုလည်း color overlay လုပ်လိုက်မယ်